ဖြစ်ပြီအခုမှမယူသွားဘူး။ဘောင်းတော့2008နာဂစ်ချေဦးဥပဒေအတိုင်းပဲဟုတ်တယ်နော်လူတူတယောက်ပြည်သူပြည်သားတယောက်ပဲရပိုင်ခွင့်အနေနဲ့တော့စိတ်ဆန္ဒရှိရတာကျွန်တော်ထုတ်ပေါ်တယ်ဟုတ်ပဲဟုတ်ကဲ့ကျွန်တော်မန္တလေးတက်သူကျောင်းသားဟုတ်ကဲ့ကျောင်းသားဦးဗျာကြောက်လဲပြည်သူတယောက်လွတ်လပ်စွာရက်လို့ရတယ်သူလည်းလွတ်လပ်လုပ်တယ်ရှင်းတယ်နော်ဖယ်ဦးအဲ့တော့ရှင်းတယ်ပါလေမင်းလည်းလည်းကားပဲဟုတ်တယ်ဒါလည်းမဖယ်ဦးဒါပေမဲ့ကိုတူတယောက်ကြောင်းမို့စားလူတော့ဒုက္ခမရအောင်မင်းလည်းငါတို့လာပြီးနောက်ဆက်ပေးရလေငါတို့လုံမင်းပဲဝေးတောက်လို့ပါလားကိုတို့နောက်ဆက်ပေးတယ်ကိုတို့ခိုင်မင်းကိုတို့နောက်ဆက်ပေးတယ်သဘောပဲကိုတို့လုံးလိုက်ကျွန်တော်တရားဝင်တယ်ပါလာပြီမပါဘူးအဲ့ဒါမပါဘူးသူ့လိုဘလိုင်းလာလောက်တာကျွန်တော်ပြေဝင်တရားဝင်တင်ထားတယ်အာညီဘူးချက်ပါတော့တယောက်တည်းကိုယ်ပိုင်ဆန္ဒပေါ်တော့တော့ဘူးလေပြင်တာမလို့ဒါလည်းကွာဒီမှာတယောက်တည်းနေဆန္ဒပေါ်တော့ဒီဘက်လည်းမဆိုင်ဘူးမင်းကြိုက်တာလို့ရှင်းတယ်ငင်းစီစစ်ပွဲတွေပြက်ခိုင်းတာဟုတ်ပါပါအဲ့ဒါရှာတယ်ဆိုဘာစစ်ပွဲတွေပြက်ငင်းစီလို့ပြက်တာရှာတာလားအဲ့လိုတိုက်ရပြန်လဲမင်းတော့ဦးမလားမင်းတော့ဦးမလား